ဒီတစ်ခေါက်လာမယ်အဲ့ဒီမိတ်ဆာမိတ်ကလေးကြိုက်တာဆိုရင်ယောက်ျားလေးတွေကြိုက်ပဲဗျာအားလုံးပဲမင်္ဂလာပါ Perfect Gaming TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီလာပြောပြသွားမှာတော့ကျွန်တော်တို့28ရက်နေ့မှာထွက်ရှိလာမယ်အဲ့ဒီမိတ်ဆက်အစ်စ်ကြောင်းနဲ့ကျွန်တော်တို့ရေခဲမိသားစုပြန်လာနိုင်လဲဆိုတာကိုလာပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီတစ်ခေါက်လာမယ်အဲ့ဒီမိတ်ဆက်ကိုကြည့်ရမှာဆိုရင်ကျွန်တော်တို့စောင်းရသည့် event တွေရဲ့ထုံးစံအတိုင်းပဲဗျာကျွန်တော်တို့အဖြူနဲ့အပြာနဲ့ကိုရောဆက်ထားပြီးတော့ကျွန်တော်တို့ရေခဲပုံစံ effect တွေကိုတုံထားပြီးတာကိုကျွန်တော်တို့မြင်တွေ့ရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ main ကလေးကြိုက်တာပါဝင်လာမှာဖြစ်ပြီးတော့ကျွန်တော်တို့ main ကလေးတွေမကဘူးယောက်ျားလေးတွေပါလုံးဝကြိုက်မယ်ဆိုတာလုံးဝသိကြပါတယ်ဒီနေရာမှာကျွန်တော်မြင်လေးတစ်ခုကိုထည့်ပြောရမှာဆိုရင်ကျွန်တော်တို့လူတိုင်းဟာရေခဲနဲ့ပတ်သက်တဲ့စကင်တွေအိမ်တွေကိုကြိုက်ကြတယ်ဆိုမြဲဗျာကျွန်တော်တို့ဒီလိုအိမ်ပုံစံဒီဇိုင်းမျိုးတွေပေါ့နော်ကျွန်တော်တို့ထုတ်လာတာဒီနေ့နဲ့ဆိုရင်ကျွန်တော်တို့3နှစ်တောင်ရှိပြီဗျာကျွန်တော်ဒီမှာပြမယ်ဗျာဟိုးရင်နှစ်ကားဆိုရင်လည်းကျွန်တော်တို့ရေခဲစကင်အိမ်ဒီဇိုင်းပိုင်းနေထားကျွန်တော်နည်းနည်းလေးပဲကွာသွားရဗျာအယောင်ပိုင်းဆိုင်ရာတူတူပဲဖြစ်နေတာဖြစ်တဲ့အတွက်ဗျာကျွန်တော်တို့အချိန်နဲ့ကြာလာရင်ညင်းငွေသွားမယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ဗျာပါဝင်လာမယ့်အခန်းစကင်ကတော့ကာ98ရေခဲစကင်ပဲဖြစ်ပါတယ်ရေခဲ crazy တွေလုံးဝလက်လွတ်မခံတဲ့ဂန်တက်လက်ပဲဖြစ်ပါတယ် KF နေထားကိုကြည့်ရမယ်ဆိုရင်လည်းမြေကြီးတွေကနေရေခဲချွန်လေးတွေထွက်လာတာဖြစ်တဲ့အတွက်သူ့ဟာနဲ့သူမစိုးလို့ပြောလို့ရတယ်ဗျာ KF စိတ်အနေထားကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ရေခဲစကင်တွေရဲ့ထုံးစံအတိုင်းပေါ့ဗျာကျွန်တော်တို့သူတို့ကြီးတော့မပါဘူးပုံမှန်ရေခဲစကင်ခေမစိတ်အတိုင်းပဲဗျာဒါပေမဲ့ရေခဲခွေကြီးတွေတော့ရေခဲနဲ့ပတ်သက်ရင်ဘယ်ဟာပဲလက်လာလုံးဝကြိုက်နေသက်စရာတွေကြီးပဲဗျာ Final Form level 6နေထားကိုကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ level 1နဲ့လုံးဝကွာခြားသွားပြီဗျာကာတစ်ခုလုံးကကျွန်တော်ရေခဲတွေဖုံးလွှမ်းပြီးတော့စူးကျွန်းလေးတွေထွက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့တော်တော်လေးကိုလမ်းတာဗျာ level 7 look right နေထားကိုကြည့်ရမယ်ဆိုရင်လည်းတော်တော်လေးကို perfect ဖြစ်တယ်ဗျာဘာကြောင့်ဆိုရင်ရေခဲပုံစံအောင်မှကျွန်တော်တို့အပေါ်ကနေရေခဲဓာတ်ကြီးနဲ့ခုတ်ချတာဖြစ်တဲ့အတွက်ဗျာတော်တော်လေးလဲ unique ဖြစ်တယ်ကျွန်တော်တို့လိုရေခဲ crazy တွေအတွက်တော်တော်လေးကိုစိတ်ကျဉ်နှံ့မှုပေးစေတယ်ကျွန်တော်လူခွဲလို့ပြောလို့ရတယ်ဗျာဒါကတော့ကျွန်တော်တို့ Ultimate နဲ့တွဲပြီးပါဝင်လာမယ့် Bubble Skin ပဲဖြစ်ပါတယ်တရားခိုင်တော့ confirm မဖြစ်ဘူးဆိုရင်ဗျာဒီ Bubble Skin ဖြစ်ဖို့ကရာခိုင်တော့တော်တော်လေးကိုများပါတယ် Bubble Skin ကတော့ကျွန်တော်တို့ပြစ်ပြောစရာလုံးဝမရှိဘူးတော်တော်လေးကိုလမ်းတယ်ဗျာ level 1 level 2 level 3အလိုက်ဗျာကျွန်တော်တို့ထဲထဲမှာရေခဲနဲ့သမီးလေးကပုံစံမတူအောင်သုံးမိတာဖြစ်တဲ့အတွက်တော်တော်လေးကိုလမ်းပါတယ်ကာရီကန်နဲ့တွဲပြီးပါဝင်လာမယ့် Account Skin တော့ကျွန်တော်ဦးစီး Skin ဖြစ်ဖို့တော်တော်လေးရခိုင်တော့များပါတယ်နောက်တစ်ခုကတော့တငယ်ချင်းတို့သိကျင်နေကြတဲ့ရေခဲမိသားစုပြန်လာမှာလားပေါ့နော်ကျွန်တော်တို့ရှင်းနှစ်ကတော့ကျွန်တော်ရေခဲမိသားစုကကျွန်တော်ပြန်လာခဲ့တယ်ဒါပေမဲ့ဒီနှစ်မှာတော့ပါဝင်လာမှမပါဝင်လာဘူးလားဆိုတော့ကျွန်တော် confirm မရှိပါဘူးကျွန်တော်50-50ပဲဗျာကျွန်တော်ခုပြပြပေးသွားတဲ့ skin တွေကိုတငယ်ချင်းတို့နေနဲ့ကြိုက်မကြိုက် comment မှာမှတ်ချက်ပြုခဲ့လို့ရပါတယ် UC Diamond နဲ့ Pass အကောင့်များကိုစိတ်ချစွာ Perfect Gaming TV မှာဝယ်ယူနိုင်ပါတယ်ခင်ဗျယုံကြည်စိတ်ချရပြီးတော့ဈေးသက်သာစွာနဲ့ရမှာမလို့ကျွန်တော်ဒီဗီဒီယိုအောက်မှာ link ချတာပြပါမယ်နော်တတိထားမှာတခုကတော့ page အတုတွေရှိတဲ့အတွက်ကျွန်တော်ပေးတဲ့ link ကပဲဝင်ပြီးတော့ဝယ်ယူကြပါဟုတ်ဘူးရိုင်းမချကြပါနဲ့နော်ဟုတ်ကဲ့များများအားပေးကြပါ